ကျွန်တော်ဒီနေ့မှာတော့ picket တွေလွယ်ရှာနီးနဲ့packet တွေဝယ်နီးနဲ့ပတ်စံလွယ်ရှာနီးကိုပြပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုတော့စလိုက်အောင်ဒါနဲ့ပြကျွန်တော် picket တွေဝယ်မယ်ဆိုကျွန်တော်အစင်လိုက်ဝယ်မယ်ဆိုတာဒီတိုင်းလိုမျိုးဝယ်တာလိုမျိုးကျွန်တော်ပြောနီးလဲလေးနဲ့ဝယ်တာပိုကောင်းတယ်ဗျာနော်။ဒါဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ wall 2အတွက်ပြောတာဖြစ်တဲ့တော့ wall 1ကတော့မပြောတော့ပါဘူး။ Okay ပထမဆုံးဝယ်မယ်ဆိုတော့ wall 2မှာဒီ copper picket ကိုဝယ်ပါဟို titanium picket ကိုမွေပါနဲ့ဒီ picket လည်းမွေပါနဲ့ကျွန်တော်ဒီ picket ဝယ်မယ်ဆိုရင်ရပါတယ်ဒါပေမဲ့ lightning picket ကမွေလည်းရတယ်ဝယ်လည်းရပါတယ်ကျွန်တော်တော့ဒီ material ပါလဲအဲ့ဒီ picket ကိုဝယ်စီချင်ပါတယ်ကျွန်တော် copper picket ပြီးရင်ဒီ picket ကိုဝယ်ပါပြီးကြလို့ရှိရင်တော့ကျွန်တော်တို့ဒီ picket ကိုဝယ်ရမှာပေါ့ဒါမှကျွန်တော်တို့မှာပတ်စံမရှိဘူးပြန်တော့ပတ်စံမရှိဘူးဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအခုဒီဟိုခင်းအောင် picket လေးရှိရပဲထားပါမယ်ဗျာကျွန်တော်ခင်းအောင် picket ရဲ့ဈေးကတော့ဟိုရှိရ9000ရှိတယ်ကျွန်တော်ပြန်ရောင်းမယ်ဆို9000ရမှာဖြစ်ပါတယ်ကျွန်တော်တို့9000စုရပါမယ်ပတ်စံ9000စုရပါမယ်ပြီးရင်အဲ9000ရောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တသိန်း2000နဲ့ဘယ်လောက်လဲမသိဘူးရမှာဗျာနော်အဲ့လောက်ရလို့ရှိရင်ကျွန်တော်သွားဝယ်လို့ရပြီပေါ့နော်ပြီးတော့ကျွန်တော်ဟိုပတ်စံအလွယ်ချာနည်းကိုပြောပြပါမယ်ဟုတ်ကဲ့ရောက်ချီတက်လို့လည်းမရဘူး what the fuck ကျွန်တော်အဲ့လိုမျိုးနီးနေဝယ်လို့ရပါတယ်တကယ်လို့ကျွန်တော်တို့ copper picket ကနေဒီ picket ကိုဝယ်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပါပဲ copper picket ကကျွန်တော်9000ရတယ်ပေါ့နော်ကျွန်တော်အဲ့ဆို9000 9000တိကျွန်တော်တို့စုပါ9000 9000တိစုပါစုပြီးသွားလို့ရှိရင်ကျွန်တော် epic ကိုပြန်ရောင်းမှာဖြစ်ပါတယ်ရောင်းလိုက်မယ်ဆိုကျွန်တော်တို့ကထပ်စုကြမလို့တော့ဘူးပေါ့နော်အဲ့ဆိုလို့ချင်းတန်းရမှာဖြစ်ပါတယ်9000 9000မဟုတ်6000ပြောတာ sorry 6000တိစုပေါ့နော်တော့အခုကတော့တက်လို့မရတော့ဒီတိုင်းပဲလမ်းလျှောက်တက်တော့မှာဗျOkay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ picket ရဲ့ဒီဟိုတခြား picket တွေကိုမဝယ်ရတဲ့အကြောင်းရတော့ပေါ့နော်တခြား picket တွေကဟိုမဖြစ်ဘူးဟွာပေါ့နော်တခြား picket တွေကအဲ့ဒီဓာတ်တွေကိုတူးလို့မရဘူးကျွန်တော်တို့ copper picket နဲ့ဆိုလို့ရှိရင်ဗျာဒီလိုမျိုးဒီနှစ်ခုတော့နေရာမှာတူးလို့ရတယ်ဗျ copper picket နဲ့ကဒီနေရာမှာတူးရမှာနော် copper picket နဲ့ဆိုဒီနေရာမှာတူးပြီးတော့ all တွေရှာပြီးတော့ကျွန်တော်တို့ဟိုအလုံးမှာဖြစ်ပါတယ်စုရမှာဖြစ်ပါတယ် Oh what the fuck အိုင်ယိုကျွန်တော်အိုင်ယိုရပါဗျာနော် Wait အိုင်ယိုအဲ့ပါကျွန်တော်တို့ဒီအခုကျွန်တော်ဝယ်ထားတဲ့ picket နဲ့ဆိုရင်ကျတော့ဒီညမှာတူးလို့ရပါတယ်ဒီနေရာမှာပေါ့နော်ဒီနှစ်ခုတည်းနေရာမှာတူးလို့ရတယ်တခြားကျွန်တော်တို့ဟို3900တန်းဟာဝယ်မယ်ဆိုလဲဒီနေရာမှာတူးလို့မရပါဘူးကျွန်တော်နောက်တစ်ဆင့်နောက်တဲ့ all တစ်ခုတူးလို့မရတာဖြစ်တဲ့အတွက်မတန်ဘူးပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်က copper picket ဝယ်ပြီးရင်ဒီ picket ကိုဝယ်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါတော့ကျွန်တော်အမြင်ပေါ့ခေကျွန်တော်တူးရမှာမယ်တော့ကျွန်တော်ဒါကိုတူးပြီးတော့ fan လို့ရပါတယ်ပတ်စံအလွယ်ရှာနီးမှဆိုလို့ရှိရင်ဒီလိုမျိုးဟာတွေကိုတူးပြီးတော့ပေါ့နော်ကျွန်တော်တို့ all တွေနဲ့အာမာတွေလုပ်ပဲပြီးရလို့ရှိရင်ကျွန်တော်ပြန်ရောင်းမယ်ပေါ့နော်ဒါဆိုလည်းပတ်စံနေရပါတယ်ပြီးနောက်တစ်နည်းကတော့ကျွန်တော်တို့ all လို့ရှင် clan ကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးနှိပ်လိုက်မှဆိုကျွန်တော်တို့ပတ်စံနေရအောင်မှာပါကျွန်တော်မှအခုပတ်စံ9000ရှိပါတယ်ခဏကြာကျွန်တော်ဘယ်လောက်ရောက်သွားလဲဆိုတော့ဘရိုတို့ပြပါမယ်ဒီမှာတူရင်ကျွန်တော် item အကောင့်တွေလည်းကန်ကောင်းရင်ရောက်သွားနိုင်ပါတယ်ကျွန်တော်ဆိုခု item အကောင့်တစ်ခုရပါပါပြီ legendary လက်ပဲလည်းမသိဘူးဒါအောက်ကဟာတယ်ဟုတ်ပါတယ်ပြီးတော့ကျွန်တော် clan ကိုနေရပါကျွန်တော်အခုပတ်စံ9000ရှိပါတယ်ဒီကိုသွားလိုက်ပါဒီမှာ equipment ဆိုရယ်ဘေးနာဟာလေးပေါ့နော်အဲ့လေးကိုနှိပ်လိုက်ပါဒီဘေးနာဟာလေးပါအပြောင်လေးနဲ့ပေါ့အဲ့လေးကိုနှိပ်လိုက်ဒီမှာဒီလိုမျိုးလေးရှိရပြန်တော့အဲ့လေးတွေကို light ဖွင့်ပေးပါအဲ့လေးတွေကိုနှိပ်ပေးလိုက်ပေါ့နော်အဲ့ဆိုလို့ရှင်ဒါ goblin key ကတော့ဘာမှမရှိဘူးအဲ့လိုဆိုလို့ရှင်ကျွန်တော်ပတ်စံနေရပါတယ်ဒီမှာ saw ပဲဖြစ်ပါပေါ့နော်ဒီလိုဒီကိုသွားလိုက်ပါတော့ဒါတူးလို့မရဘူးဖြစ်နေ what the အေးလို့လောက်ပါရဒီလေးကိုသွားလိုက်ပေါ့နော်ပြီးတော့ဒီရောက်ကိုဆွဲလိုက်ပါဒါဆိုလို့ရှိရင်တော့ဒီရောက်ကိုဆွဲလိုက်လို့ရှိရင်အာရောပါတော့အေးရဒီမှာဒါလေးရှိပေါ့နော်အဲ့လေးကိုဖွင့်ပေး level လေးတက်တယ်လို့ပတ်စံလေးရပါတယ်အဲ့လေးတွေကို live ဖွင့်ပေးပါဗျာဒါကြောင့်ကိုမလောက်ရသေးဘူးဆိုအခုလောက်လိုက်ပြီးတော့ပတ်စံနေမြန်ယူလိုက်ကြပါတော့ခေဒီမှာဆိုလို့ chat blade တွေ heavy chat blade တွေပါပေါ့နော်ကျွန်တော်ဖွင့်ရမယ်ပေါ့နော်အဲ့လိုဖွင့်လိုက်ပြီဆိုတော့ကျွန်တော်ပတ်စံနေရလာမှာဖြစ်ပါတယ်ကျွန်တော်ခုနကပတ်စံ9000ရှိပါတယ်အခုတော့ကျွန်တော်ပတ်စံ14000ရှိဖြစ်သွားပါပြီပြီးတော့ကျွန်တော်ပတ်စံနေလဲရတယ်လို့ level တွေလည်းတက်ပါတယ်ဒါကြောင့်ကျွန်တော်ပြောတဲ့နီးလေးတွေကိုလည်းလိုက်ပြီးတော့မလောက်ရသေးဘူးဆိုတော့လောက်ကြည့်လိုက်ကြပါဦး Okay
ကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗျကျွန်တော်ဒီလောက်လေးဝင်မြပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကို subscribe မလုပ်ရသေးဘူးခုချက်ချင်းလုပ်လိုက်ပါဦး bye bye